ready လာသွားတော့မယ် ဘာမှကြံခဲ့ပြီလေမကြံခဲ့ပြီလေ အိုးအေးဟာငါတူမတယောက်လုံးကိုမေးကြခဲ့တယ်ရေခဲမှုဘလောက်ငတ်နေလဲလာဟုတ်သားပဲကဲတော့မမပန်းပေါ့မသွားနေသွားအမလေးနှေးလိုက်တာမလိကလာဘာခေါ်ရတယ်မင်းသားစပင်းသားကြောတာပေါ့ ဒီပဲနဲ့သွားနေရ ရပြီဒီမှာရောက်ပြီ ရောက်တယ် အမလေးတကယ်တမ်းကျနီးလေးပဲတော့မမဝါရနှေးနေတာနဲ့တကယ်ကိုမရောက်နိုင်ဖြစ်နေတာရေခဲမှုဆိုင်ရောက်ပါပြီ Cheers အဲ့ဒါစားလို့လေမင်းအရှိရွယ် အဲ့လေရှေ့ရွယ်တောင်းရင်ဒီမှာကြော မြေပဲအောင်ပါလေ တော်တော်ကြီးလားရေပဲမပေါ့ဘူးတီကိုစီလောက်တော့လောက်ပါ ကောင်းလား အေးတယ်ဟိုအေးပါဒါဆိုရင်ဂျယ်လီလေးစားမလားဒီမှာဂျယ်လီလေးအစိမ်းလေး green လေးရင်စားခြင်းမယ်နော် green လေးကျဲရဘယ်လိုနေလဲ ကောင်းလား ကောင်းလား ဘနာနာ ရေခဲမုတ်မကြိုက်တဲ့ခလေးတော့မရှိဘူးတဲ့နော်တဲလုံးလေးတို့ကရေခဲမုတ်ဆိုရင်ဘယ်လို flavor နဲ့ကြိုက်လဲဥမာဒူးရင်လား strawberry လားနောက်ပါရှိသေးတော့ပိန်းဥလားနို့လားပေါ့နော် chocolate လားပဲနို့ဘယ်ပဲနို့အဲ့ဒါဒီလိုမတ်တရစားရတယ်သူကထိုင်စားရင်ဒီလိုမိုးဖြစ်နေလို့မမဝိုင်းဥမာစားတာကြာနှစ်ပလိတ်ရေခဲမုတ်အာ ဖတ်လို့လား လေကျုံမမွေဦး အခုဘုံမင်းကတည်းကဘုံမင်းကတည်းက ဒိုမီနိုအောက်မှာတရေအပေါ်မှာတရေအပေါ်ဝဲကအောက်ကိုကျော်လို့မှုရမှာလေ အဲ့ဒါ ဟုတ်တယ် သိတယ်ဒါပေမဲ့ငွေတော့မရအောင် ကြက်နေရအပေါ်ရေခဲမုတ်တုံးကြီးထည့်ထားတာဆိုတော့ဒီနော်အဲ့လိုမျိုး အဲ့မလို့ရ အသိတော်လေးကကြာတော့ strawberry ရေခဲမုတ်စားနေရမှာ topping လေးတွေပါထည့်ထားစားကြင်ကြဒီနော်အသိတော်စားလို့ကောင်းလားနမလေးထောင်းလိုက် good သမီးနိုထဲမှာဆိုလေအသီးကိုအစုံပါတယ်ဒါကကြတော့စပစ်သီးလေးတော်တော်ကြိုက်တယ်စပစ်သီးဆို အပန်းတွေးထားလို့ ဟုတ်တယ် ဒါဖျက်သည်ပပရလည်းပါတယ်ခုနက ဟုတ်တယ်ပပရလေးပါငေါ့ဝိုင်တို့ဆက်ပြီးစားလိုက်ဦးမယ်